နေကျက်ပြီးမှောင်အထိကျသွားတာကိုစပိန်နိုင်ငံမှာကြုံတွေ့ခဲ့ပါတယ်။နေ့ဘက်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီးတော့နှစ်ပေါင်း30နီးပါးအတွင်းအထင်ရှားဆုံးနေကျက်မှုကိုလူအများစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ခဲ့ကြပါတယ်။အိုက်စလန်နဲ့စပိန်နိုင်ငံရဲ့နေရာတချို့ကတော့နေရောင်ပျောက်ပြီးလုံးဝမှောင်အထိကျသွားတာကိုမြင်ခွင့်ရခဲ့ကြပါတယ်။နေကျက်တယ်ဆိုတာကဘာလနေတန်းနဲ့ကြောက်ရောက်ပြီးကဘာကနေနေကိုလှမ်းမြင်ရတဲ့မြင်ကွင်းကိုလကကွယ်လိုက်တာကိုဆိုလိုခြင်းဖြစ်ပါတယ်။တချို့သောအယူဆတွေမှာတော့နေကျက်ရှင်းကိုဓာတ်ရိုက်ကြည့်ရှုခြင်းဟာအန္တရာယ်အလွန်များတယ်လို့ရှိပေမဲ့အနောက်အတိုင်းယူဆနဲ့သိပ္ပံပညာမှာတော့ဒီနေကျက်ရှင်းကိုစောင့်ကြည့်တာလေ့လာကြည့်တာဒါမျိုးတွေပြုလုပ်ကြပါတယ်။ထူးဆန်းတဲ့ဖြစ်စဉ်တွေကြုံတွေ့တာမျိုးတွေကိုမှတ်တမ်းတင်ရိုက်ကူးကြပါတယ်။